မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့နေ့စဉ်ဘဝနဲ့အရန်ကိုနှီးစပ်တဲ့အကြောင်းအရာလေးတစ်ခုကိုဝေမျှပေးချင်ပါတယ်လောကကြီးမှာဖြောင်ဖြူးတဲ့လမ်းကိုရှောက်နေရင်တော့ခလုတ်တိုင်အောင်လှုပ်တတ်ကြတာလူသဘောတဘာဝပါပဲသူတစ်ပါးရဲ့စကားတွေကိုအရာလုပ်ပြီးလိုက်နားရောင်မိတာကြောင့်ကိုလမ်းကိုပျောက်ပြီးဒုက္ခရောက်ခဲ့ကြတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒီအကြောင်းအရာလေးကိုပို့ပြီးမြင်သာတော့အောင်ကျမအနေနဲ့သင်ခန်းစာယူစရာပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်။အိုးရှိတုန်းကတားဖာနှစ်ယောက်ဟာသူတို့ပိုင်ဆိုင်တဲ့မီးတကောင်နဲ့အတူဈေးတန်းစီကိုခီးထွက်ခဲ့ကြပါတယ်။တားဖာနှစ်ယောက်စလုံးမီးပေါ်မစီးပဲရှောက်လာကြတော့လမ်းဘေးကလူတွေကကြည်စမ်းမအောင်မီးပါလျက်နဲ့ခြီချင်းရှောက်နေကြတဲ့ငတုံးသားအဖလို့လှောင်ပြောင်ကြလေရဲ့လူတွေရဲ့စကားဆိုတာလီအဟုန်လိုပဲတားစီရခက်လာပါတယ်။ဒီစကားကိုကြားတော့အဖေလှုပ်သူကတားကိုမီးပေါ်တင်ပေးလိုက်တယ်ခဏကြာတော့နောက်လူတစုနဲ့တိုးပြန်တယ်မိဘကအောက်ကရှောက်ပါတယ်တားကအပေါ်ကစီးလို့ကျေးဇူးကမ်းလိုက်တဲ့သားပါလားဆိုပြီးကဲ့ရဲ့တဲ့တန်တွေထွက်ပေါ်လာပြန်ရောဒီလိုနဲ့နေရာချင်းလဲပြီးအဖေကမီးပေါ်စီတားကလမ်းလျှောက်လိုက်လာပြန်တယ်ဒါပေမဲ့လေလောကရန်ကမျက်နှာသာမပေးပါဘူးတားငယ်လေးခမပင်မနေရှာပြီးအဖေလှုပ်သူကတကူအောင်ဆန်လိုက်တာဆိုတဲ့အပြစ်တင်တန်တွေကသူတို့နားထဲကိုတိုးဝင်လာပြန်တယ်ဘလို့လို့အပြစ်မလွတ်နိုင်တဲ့အဆုံးတားဖာနှစ်ယောက်လုံးမီးပေါ်တက်စီလိုက်ကြတယ်ဒါလည်းအဆင်မပြေပါဘူးတရိษံလေးတစ်ကောင်လေးကိုနှစ်ယောက်ဖိစီနေရသလားရက်ဆက်ကြမ်းကြုတ်လိုက်ကြတာလို့ဝိုင်းဝန်းစိတ်ဆိုကြပြန်ရောနောက်ဆုံးတော့သူ့တစ်ပါးစကားကိုနားယောင်လွန်းတဲ့သားဖာနှစ်ယောက်ဟာအမှားကြီးတစ်ခုကိုကျူးလွန်မိလိုက်ကြပါတယ်ကိုပိုင်ညံကိုဘေးချိတ်ပြီးသူ့တစ်ပါးအကြိုက်လိုက်ဖို့အရေးမီးကိုတလုံးနဲ့ချီပြီးထမ်းသွားကြတာပေါ့မြင်ရတဲ့သူတိုင်းကတော့ဥတက်အောင်ရေမောလို့မဆုံးနိုင်ဖြစ်ကြလေရဲ့အရာရာဟာလွန်လွန်ရင်ဥပတ်ဖြစ်တဲ့စမြဲပါပဲတရားဒဇင်းအဖြစ်မှာကြောက်လန့်တကြားရုန်းကန်နေတဲ့မြီးကြောင့်ကျိုးတွေပြက်သူတို့ရဲ့တခုရီသောပိုင်ဆိုင်မှုဖြစ်တဲ့မြီးဟာရေစီးကျန်းတဲ့အမြစ်ထဲကိုထိုးချပျောက်ကွယ်သွားခဲ့ပါတော့တယ်မိတ်ဆွေဒီပုံမြင်လေးကကျမတို့ရဲ့နေ့စဉ်ဘဝကိုထင်ဟပ်နေပါတယ်ကျမတို့ရှောက်လန်းနေတဲ့ဘဝခီးလန်းမှာမင်းလောက်တာမှားနေတယ်ဒီလိုလှုပ်တင်တာဆိုပြီးဝေဖန်လေကံမဲ့သူတွေအမြဲရှိနေစမြဲပါသူတို့ရဲ့ပါဇက်ပြားမှာလမ်းဆုံးနေမယ်ဆိုရင်တော့ခမားမှာရှိတဲ့အဖိုးတန်ယရနာတွေကိုဆုံးရှုံးရပါလိမ့်မယ်သူတစ်ပါးစိတ်တိုင်းကြဖြစ်အောင်လိုက်လုံပေးနေသမျှကာလပတ်လုံးခမားဘယ်တော့မှစိတ်ချမ်းသာရမှာမဟုတ်ပါဘူးဒါကြောင့်ပတ်ဝန်းကျင်ရဲ့စုညံတန်တွေကိုလစ်လျူရှုပြီးကိုဘဝကိုရည်မှန်းချက်အတွက်ကိုညံနဲ့ကိုချင့်ချိန်ဆုံးဖြတ်ပါ